ဆရာတန်းတဲ့စကားနဲ့ဆိုခွင့်လွတ်နိုင်ရင်ကြည်ရစီနေတဲ့မမကျေပြရဲ့ကပိန်းတက်ပါလာခြင်းတူရင်တော့ကိုကာကိုလာပဲတောက်တယ်ကော်ပီတော့ရင်တုံနေမတောက်နိုင်ဘူးအိမ်မရဘူးကိုစီတစားနဲ့ကိုမပြောကြတာလေအရင်ကကျွန်တော်ပစုံနဲ့မတည့်တာပြောဦးတယ်ထင်နေနော်အခုနောက်ပိုင်းပင်လေဘေးကမြို့မှာနေတော့နည်းချင်းစားကြည့်ရင်ဘာလက်ချင်းမှမဖြစ်တော့ဘူးအဲ့ဒါကိုနားလေလာတော့ကျွန်တော်တစ်နေ့တခြားပူလန့်လာတယ်မိဖို့ကြိုးစားရင်တကယ်မိသွားရင်ဘယ်လိုလုပ်မလဲမရှိဖို့ကြိုးစားရင်တကယ်မရှိတော့တဲ့နေ့ရောက်သွားခဲ့ရင်ရောကျွန်တော်ဘက်ကမမကျေပြပေါ်ဘာခံစားချက်မှမရှိတော့ပဲတာမန်လူတယောက်ကိုမြင်တယ်လို့မြင်သွားနိုင်မယ့်နေ့တွေရှိလာတော့မယ်ဆိုရင်ရောကျွန်တော်ကြောက်တယ်အဆင်ပြေလားမေးရင်ဒီလိုပဲအဆင်ပြေအောင်နေကြရတာပေါ့ဆိုပြီးပြန်ပြေနိုင်တဲ့အထိလောကဓာတ်ရဲ့အထူထောင်းကိုခံခဲ့ရပြီးမမကျေပြအရင်လိုပကုံးပေါ်မိပြီးမရွှဲနိုင်တော့ဘူးအဲ့ဒီအတွက်ကျွန်တော်တောင်းပန်ပါတယ်နော်တနာရီ30မိနစ်တဲ့အခုထိကျွန်တော်အိမ်မရသေးဘူးလုံငယ်လေတော့နှစ်နည်းငယ်ကဆိုဒီရှင်ထိစကားတွေပြောမကုန်ကြဘူးအခုတော့ဖြင့်ဒီစိတ်ရှင်ကကျွန်တော်တို့နှစ်ယောက်ကိုဘယ်လောက်ထိဒုက္ခပေးနိုင်လဲကျွန်တော်မသိဘူးအလုံးစုံအိုအောင်မင်းအောင်ထိဝေးကြရုံပေါ့ကျွန်တော်ဟာရုပ်ရည်ခန္ဓာကိုယ်အချိုးစားအရက်အမောင်းနဲ့အတန်ကစားလို့အလောင်းခံခဲ့ရတဲ့လူပါမမကျေဗျာရှိရှိမေတ္တာနဲ့ပတ်သက်ပြီးပါပြည့်ရဲ့ပြုခံရလေတော့ကျွန်တော်ကအရှုံးများနဲ့လူရုပ်ရှင်ထဲမှာ main character ပါမမကျေပြကတော့အရှုံးသမားကိုတနာပေးတဲ့ဖျက်လျှောက်သခင်မလေးပေါ့ကျွန်တော်ကမေတ္တာငတ်ခဲ့တဲ့သူပါမမကျေပြပေးခဲ့တဲ့လက်တဆုပ်စာကျင်နာမှုတွေကိုမမောင်းမိတဲ့လူပါနားလည်စေခြင်းနဲ့ခွင့်လွတ်စေခြင်းနဲ့အိမ်မက်မတ်တဲ့ကျွန်တော်တို့အရင်လိုအရင်နေရာမှာပြန်ဆောင်ကြတယ်တဲ့ကျွန်တော်လက်ထဲမှာနှင်းစီတပွင့်ရောပါသေးတယ်ကျွန်တော်ကပန်းကိုလည်းမမကျေပြစီမလန့်ဖြစ်ဘူးကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်နေကြတယ်တဲ့ကျွန်တော်တောင်းပန်အားငယ်ပြီးငေးမိတဲ့မမကျေပြစီမှာစိတ်နာနေတဲ့အရေးလက်မြောင်းဝန်းတွေဘယ်လိုလုပ်မလဲမုန်းဖို့ကြိုးစားရင်တကယ်မုန်းသွားရင်လေဖဏပေးရင်ဝေးတတ်တဲ့အိမ်မမဟုတ်ပဲအပြစ်မှာပြန်ဆုံးပြကြရင်ဖဏအပြိုင်အောင်လေးလက်ဆောင်ပေးခြင်းနဲ့ဝေးပါစေကျွန်တော်အဘာကနေပြေးပါစေခလုံးမထီစူးမင်းကြီးစီရှင်တာကမေတ္တာပါပုံမြင်လေးတစ်ပုဒ်အဆုံးသက်သွားတော့လက်စင်းအေးလောင်ထားရကိုတဲ့ရိုးစီ